မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့စူးစမ်းနေတဲ့ဆိုတာထက်ရလက်ထွက်ဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးလိုပါတယ်လုံနေတာပဲဒါပေမဲ့ဘာမှတော့ဖြစ်မလာတော့မတက်နိုင်ဘူးအလုပ်စူးစမ်းလုပ်တယ်ဒါပေမဲ့ဒုံရင်ကနေမတက်ဘူးကံကုန်ကမကောင်းတာပါစသဖြင့်ပြောကြတာရှိပါတယ်ရလက်ဆိုတဲ့ result ရဖို့အတွက်လုံစူးစမ်းဖို့လိုတာကအမှန်ပြီမဲ့ပေါ့နော်လုံစူးစမ်းတိုင်းနဲ့ဘာမှအဖြစ်မြောက်သူတွေကဒုံနဲ့တည်းရှိပါတယ်စာမေးပွဲအောင်ဖို့အတွက်စာကြက်ဖို့မဖြစ်မနေလိုပေမဲ့စာတွေကြက်ပြီးစာမေးပွဲမအောင်ရင်လေလိုချင်တဲ့ရလက်ကမရတာပါပဲလုပ်ငန်းတွေမှာလည်းဝန်ထမ်းတွေကိုအလုပ်စူးစမ်းတာထက်ရလက်ဘလောက်ထအောင်လုပ်နိုင်မလဲနဲ့ပဲတိုင်းတာကြတယ်ပေါ့နော်အစူးစမ်းပြီးမဲ့ဒီလိုချင်တဲ့ရလက်ကမရတာကအဓိကအကြောင်းရင်း၃ချက်ကြောင်းလို့ပြောလို့ရပါတယ်ပထမတစ်ချက်ကနီလက်မမှန်ချမ်းသာခြင်းလို့ဝင်ငွေကောင်းခြင်းလို့ဆိုပြီးတော့အလုပ်ကိုမနာမနေစူးစမ်းပြီးလုပ်တယ်ဝင်ငွေနေပါတဲ့သူတွေကိုတွေ့ဖို့ကြတယ်ပေါ့နော်လုပ်ကိုစူးစမ်းကြတယ်ပေါ့ဝင်ငွေကောင်းကောင်းရနိုင်မဲ့နီလန်းကိုမသုံးဘဲနဲ့အလုပ်စူးစမ်းတာကငွေကြီးကျွယ်ဝဖို့အတွက်မှန်ကန်တဲ့အဖြစ်တော့ဟုတ်မနေဘူးပေါ့နော်ဒုတိယချက်ကကြတော့အချိန်နဲ့အချိန်ခါလွဲချော်တာဘာပဲလုပ်လို့တိုင်ပင်ကအရေးကြီးပါတယ်တချို့ຢာတွေကအခွင့်အလမ်းပေါ်တော့လုပ်မှအလုပ်ဖြစ်တယ်လို့လုပ်ပေမဲ့လည်းအလုံးမဖြစ်နိုင်တဲ့နေရာနဲ့အချိန်တွေကလည်းရှိနေပြန်တယ်ပေါ့နော်ဥပမာနိုင်ငံရေးစီးပွားရေးမတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာတဦးချင်းအနေနဲ့ဝင်ငွေဒီတိုးနေအောင်လုပ်ဖို့လုပ်ငန်းတွေအနေနဲ့အမြတ်တိုးနေအောင်လုပ်ဖို့ဆိုတာအင်မတန်ခက်ခဲတယ်ပေါ့နော်တတိယတစ်ချက်ကကြတော့ဒီအားထုတ်လှုပ်ဆောင်မှုပေါ့နော်အားထုတ်လှုပ်ဆောင်မှုမပြည့်မီတာလှုပ်တော့လှုပ်တယ်အားထုတ်မှုကမပြည့်မီဘူးလှုပ်လိုက်မလှုပ်လိုက်ဖြစ်တာအစားတဲ့အခြေအနေတွေဖြစ်တယ်ပေါ့နော်ဆိုတော့ကျင်သွားတယ်ဆိုရင်လည်းသွားဖြစ်တယ်ဒါပေမဲ့စိတ်ပါရင်သွားတယ်စိတ်မပါရင်နားတယ်ဆိုတော့လိုချင်တဲ့ဒီ body transformation ရှာလက်ကရှာလာမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီလိုတဲ့ရလက်အဖို့တော့ပေါ့နော်ဒီဇိုင်းမမအားထုတ်မှု consistency လို့ရပေါ့နော်အဲ့ဒီအတွက် set discipline ကလည်းအရေးကြီးလာတယ်စူးစမ်းပြီးရလက်မရရင်မစူးစမ်းတာနဲ့တိတ်ပြီးတော့မထူလာဘူးပေါ့နော်လုံနေတယ်ဆိုတာထက်ရလက်ထွက်ဖို့လိုမယ်ဒါကလည်းကိုယုံကြည်မှုကိုလည်းဒိုးစေတယ်ပေါ့နော်ဆိုတော့စူးစမ်းနေတယ်ဆိုတာထက်ရလက်ထွက်ဖို့လိုတယ်ဆိုတဲ့အကြောင်းလေးကိုညဝေပြသွားတာပါကိုယ်တိုင်စဉ်းကျင်ရအောင်လေကျွန်တော်ရဲ့ audience တွေကိုလည်းစဉ်းကျင်ရအောင်လို့ပါဒါတော့ဆရာရင်းဆိုလည်းရဖြစ်ပါတယ်ဆုံးဖြတ်ထားပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ